အားလုံးပဲမင်္ဂလာပါ Football News ကနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလကလီဗာပူးအသင်းရဲ့ဆုံးဖြတ်ချက်ဟာအခုချိန်မှာတော့ပရိသတ်တွေဝေဖန်စရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်အသင်းရဲ့အဓိကတိုက်စစ်ကစားသမား Luis Diaz ကိုရောင်းထုတ်ပြီး Isaac West နဲ့ EKTK တို့လိုလူငယ်ကျယ်ဝန်းတွေကိုအစားထိုးခိုးယူခဲ့တာဟာရေရှည်စီမံကိန်းတွေကြည့်ရင်မှန်ကန်တယ်လို့ထင်ထားပေမဲ့လက်တွေ့ကွင်းတွေကရလဒ်တွေကတော့မျှော်လင့်ချက်နဲ့တခြားစီဖြစ်နေတာကိုတွေ့အောင်ပါပါအဟောဖို့ကောင်းတာက DS တူးတဲ့ရဲ့စွမ်းဆောင်ရည်ဟာအသစ်ခိုယူလိုက်တဲ့ကိုင်းစီကစားသမား3ယောက်ပေါင်းရဲ့စွမ်းဆောင်ရည်ထက်တောင်ပိုပြီးတာလွန်နေတာပဲခဲ့ပါတယ်လူငယ်ကစားသမားတွေခေတ်ကြတဲ့ Isaac နဲ့ West တို့ဟာအသင်းသစ်ရဲ့ကစားဟန်နဲ့အသားကျဟုရုန်းကန်နေရပြီးဂိုးသွင်းယူနိုင်ဖို့ခက်ခဲနေချိန်မှာ DS ကတော့သူ့ရဲ့ကလပ်အသင်းမှာဂိုးသွင်းနှုန်းနဲ့ဂိုးဖန်တီးမှုပိုင်းမှာအားလုံးထက်ခြေစွမ်းပြထိတ်ဆုံးကပြေးနေတာပါဒါဟာဘောလုံးလောကမှာတကယ်ကိုထိတ်မွတ်စရာအခြေအနေတစ်ခုဖြစ်တယ်လို့လီဗာပူးအတွက်နဲ့သင်ခန်းစာယူစရာဖြစ်လာခဲ့ပါတယ်လူငယ်တွေကိုမီတောင်မြောက်ပေးဖို့ကြိုးစားတာကကောင်းမွန်တဲ့ရည်ရွယ်ချက်ထင်နိုင်ပေမဲ့အသင်းအတွက်အစင်သင့်အားကိုလို့ရနေတဲ့ဝါရင်ကစားသမားတယောက်ကိုလွယ်လွယ်ကူကူလက်လွတ်လိုက်တာပါအသင်းရဲ့လက်ရှိရလာပိုင်းနဲ့တိုက်စစ်ပိုင်းထက်မြက်မှုအပေါ်မှာတိတိတသားတက်ရောက်မှုရှိနေတာကိုညင်းလို့မရပါဘူးအခုလက်ရှိအခြေအနေအရကြည့်မယ်ဆိုရင်လီဗာပူးရဲ့အနာဂတ်အတွက်ပြင်ဆင်မှုဟာလက်ရှိအောင်မြင်မှုကိုစတေးလိုက်ရတယ်လို့ဖြစ်နေပြီး DS ရဲ့ခြေစွမ်းပြမှုတွေကလီဗာပူးပရိသတ်တွေအတွက်တော့နောင်တယူစရာမြင်ကွင်းတစ်ခုလိုဖြစ်နေပါတော့တယ်ဗျူဟာမြောက်အပြောင်းအလဲတွေလုတဲ့နေရာမှာအတွေ့အကြုံနဲ့လူငယ်သွေးတဲ့အချိုးအစားမျှတဖို့ကဘလို့ချီအရေးကြီးတယ်ဆိုတာကိုဒီအဖြစ်အပျက်ကတက်တည်ပြနေတာပဲဖြစ်ပါတယ်